လီဗာပူးအသင်းရဲ့လက်ရှိချက်တဲ့ဟာရလက်ဆိုရီထက်ပိုတဲ့ကန်ဝင်ကစားသမားတူနဲ့နီးပြတူကြားကပါဝါလွန်ဆွဲဝဲဖြစ်ပါတယ်။မိုဟာမက်ဆာလာဟာသူ့ရဲ့စံချိန်မှတ်တမ်းတွေနဲ့ရှိန်ဝါကိုအသုံးချပြီးအသင်းကိုဖိအားပေးခဲ့ချိန်မှာနီးပြစလော့ကလည်းပြတ်သားတဲ့ဆုံးဖြတ်ချက်တွေနဲ့တုံ့ပြန်ခဲ့ပါတယ်။ချန်ပီယံလိလူစင်းကနေဆာလာချန်လက်ခံရပြီးနောက်မှာဒီလွန်ဆွဲပွဲရဲ့ရလက်ကပိုပြီးပေါ်လွင်လာခဲ့တာမို့ဒီပါဝါလွန်ဆွဲပွဲမှာအီဂျစ်နက်ဖျားဆာလာတကယ်ပဲရှုံးနေသွားပြီလားဆိုတာဒီနေ့ဗီဒီယိုမှာအသေးစိတ်သုံးသပ်ကြည့်ရအောင်ဆာလာဟာဒီယာဒီပရီးမီးယားလိမှာ12ပွဲစတိုက်ပွဲထွက်ခွင့်ရခဲ့ပေမဲ့ခြေစွမ်းကျဆင်းလာပြီး၄ဂိုးပဲသွင်းယူနိုင်ခဲ့လို့နီးပြစလော့ဟာ3ပွဲစတိုက်ရန်ကုန်ပို့ခဲ့ပါတယ်ဒီအကျိုးဆက်ကြောင့်ပဲလီဗာပူးမှာ8နှစ်ခွဲကြာကစားခဲ့ပြီးမီဒီယာတွေနဲ့စကားသိပ်ပြောလို့မရှိတဲ့ဆာလာဟာပွင့်ပွင့်လင်းလင်းဖွင့်ချလိုက်ပါတယ် Seems to me how I see it, it's someone doesn't want to be in the club. It's not acceptable for me to be. ရောက်ကတော့ကိစ္စတိုင်းအတွက်ကျွန်တော်ကိုပဲအပြစ်ပုံချခြင်းနေတယ်ဆိုတာရှင်းပါတယ်။ဘာကြောင့်လဲဆိုတာမသိပေမဲ့တယောက်ကတော့ကျွန်တော်ကိုအသင်းမှာမရှိစေချင်တော့တဲ့ပုံပဲ I'm very disappointed to be fair. ကျွန်တော်ကဘသူထက်မှပိုပြီးကြီးကျယ်မြင့်မြတ်တာမဟုတ်ပေမဲ့ကျွန်တော်ရပြီးသားနေရာတစ်ခုအတွက်နေတိုင်းတိုက်ပွဲဝင်နေကြမလို့ဘူး။စလော့နဲ့ဆက်ဆံရေးကောင်းခဲ့ပေမဲ့ခုတော့ဘာဆက်ဆံရေးမှမရှိတော့ဘူး။ဆာလာဟာလီဗာပူးရဲ့အောင်မြင်မှုသမိုင်းမှာရေးပါတဲ့ကစားသမားတူဆိုတာအားလုံးသိပါပဲ။ပွဲပေါင်း420ကစားခဲ့တာမှာဂိုး250သွင်းခဲ့တယ်လို့ဂိုးဖန်တီးမှုလည်း113ချိန်ပြုလုပ်ထားတဲ့ဆာလာဟာလီဗာပူးသမိုင်းမှာအီယန်ရက်ရှ်နဲ့ရောဂျာဟန်တို့ပြီးရင်တတိယမြောက်ဂိုးအများဆုံးသွင်းထားသူလည်းဖြစ်ပါတယ်။ပရီးမီးယားလိ2ကြိမ်ချန်ပီယံလိ1ကြိမ်နဲ့တခြားဆူဖလားတွေလည်းအများကြီးယူပေးထားတဲ့ပုံရိပ်ကြီးမားတဲ့ကစားသမားတူပါ။ဒါပေမဲ့လည်းဒီယာဒီဆာလာရဲ့ခြေစွမ်းကမနစ်ကထက်အများကြီးကျသွားတယ်ဆိုတာကလည်းငြင်းမရပါဘူး။မနစ်ကအခုလိုချိန်မှာ73ဂိုးသွင်းထားနိုင်တဲ့ဆာလာဟာဒီယာဒီမှာ4ဂိုးပဲသွင်းနိုင်ပါသေးတယ်။တပွဲပြတ်မြသွင်းဂိုးနဲ့ဂိုးဖန်တီးမှုပြိုင်ဘက်အသင်းဧရိယာအတွင်းဘောလုံးထိတွေ့မှုလင်းခောက်ကြော်ဖြတ်မှုတွေမှာလည်းမနစ်ကားနဲ့ရှင်ရင်တည်တည်တသာကျဆင်းသွားခဲ့တာပါ။ဒီလိုဆိုပေမဲ့ဆာလာကတော့3ပွဲဆက်ရန်ကုန်ထိုင်ရလောက်တဲ့အထိသူ့ခြေစွမ်းကစိုးရမနေဘူးလို့ယုံကြည်ထားသလိုသူ့လိုကစားသမားမျိုးပေါ်အခုလိုဆက်ဆံတာကိုလည်းတော်လေးပေါက်ကွဲခဲ့တာပါဒါကြောင့်လဲဆာလာဟာစလော့ရဲ့စီမံခန့်ခွဲမှုရဲ့စာချုပ်တစ်ချုပ်တုံးကအသင်းရဲ့ဂရိကဝတ်တွေကိုမေခွန်းထုတ်ပြီးပါဝါလွန်ဆွဲမှုကိုစတင်လိုက်တာဖြစ်ပါတယ်တစ်ဖက်မှာနီးပြဖြစ်တဲ့စလော့ကလည်းခေသူတော့မဟုတ်ပါဘူးဆာလာကိုပုံစံနှမျိုးနဲ့ပြန်တုံ့ပြန်ခဲ့တာမှာပထမတုံ့ပြန်မှုအနေနဲ့သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီးဒီနောက်မှာတော့အင်တာမီလန်နဲ့ပွဲလို့ရေးကြီးပွဲတစ်ပွဲရဲ့လူစင်းကနေဆာလာကိုဖယ်ထားလိုက်တာပါပဲဆလော့ကဆာလာခုလိုပောက်ကွဲတာကိုအံ့ဩမိသလိုဆာလာပြောခဲ့တဲ့တယောက်ယောက်ဆိုတာဘယ်သူလဲဆိုတာကိုလည်းသူမှန်းဆမိတယ်လို့ပြောဆိုခဲ့ပါတယ်ပြီးတော့ဆာလာကိုရန်ကုန်မှာထားရတာဟာနီးစနစ်ဆိုင်ရာလိုအပ်ချက်ကြောင့်လို့ရှင်းလင်းခဲ့တယ်လို့တစ်ဆက်တည်းမှာပဲဆာလာကိုချန်ပီယံလိလူစင်းကနေခြံထားခဲ့လိုက်ပါတယ်ဆာလာကစပြီးပါဝါအင်အားပြခဲ့တာဆိုပေမဲ့နီးပြတယောက်ရဲ့လုတ်ပိုင်ခွင့်ဘောင်တိုင်းကနေတံပြန်ခဲ့တဲ့ဆလော့ရဲ့တုံ့ပြန်မှုကပိုပြီးပြင်းထန်ခဲ့ပါတယ်။ရလက်တွေစိုးနေလို့နီးပြထိုင်ကုန်လှုပ်နေတဲ့အနေအထားမှာတော့ချန်ပီယံလိလူစင်းကနေဆာလာကိုဖယ်ထားလိုက်တယ်ဆိုတာကသူ့နောက်မှာသင်းပိုင်ရှင်တွေရှိနေသေးပဲဆိုတာကိုဆလော့ကတက်တည်ပြလိုက်တာပါပဲ။ဆာလာဟာပုံမှန်ဆိုရင်အာဖရိကနိုင်ငံများဖလားပွဲမသွားခင်လာမယ့်ဘရိုက်တန်နဲ့ပွဲမှာနောက်ဆုံးကစားသွားမှာဖြစ်ပြီးဇန်နဝါရီလကုန်လောက်မှာလီဗာပူးကိုပြန်ရောက်မှာပါ။ဒါပေမဲ့လက်ရှိနေထားရဆာလာအနေနဲ့ဘရိုက်တန်နဲ့ပွဲမှာကစားခွင့်ရဖို့တောင်မသေးချသလိုဇန်နဝါရီအပြောင်းရွှေ့ကာလမှာပဲလီဗာပူးကိုစွန့်ခွာသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဥရောပမှာတပတ်ပေါင်4သိန်းရနေတဲ့ဆာလာရဲ့လာစာမျိုးကိုပေးနိုင်တဲ့အသင်းရှားသလိုအသက်33နှစ်အရွယ်ကစားသမားတစ်ယောက်ကိုဒီလောက်လာစာပေးဖို့လည်းလက်တွန့်နေကြမှာပါ။ဒီတော့လီဗာပူးကထွက်ခဲ့မယ်ဆိုရင်ဆာလာရဲ့လာရကငွေ3ကျန်းနိုင်တဲ့ဆော်ဒီကလပ်တွေပဲဖြစ်ဖို့များနေပါတယ်။ဘလို့ပဲဖြစ်ဖြစ်အန်ဖီရဲ့ပါဝါလွန်ဆွဲမှုမှာဆာလာတယောက်ရှုံးနေသွားတယ်လို့ဆိုရမှာပါ။သူစွမ်းဆောင်ပေးခဲ့တာတွေနဲ့မထိုက်တန်တဲ့ဆက်ဆံမှုမျိုးအတွက်ပေါက်ကွဲခဲ့တာမဆန်းပေမဲ့အချိန်အချိန်ခါလွဲနေတယ်လို့ဆိုနိုင်ပါတယ်။လက်ရှိအနေထားရတော့ဆာလာအနေနဲ့လီဗာပူးမှာဆက်ရှိဖို့ဆိုတာရာဂိုင်နှုန်းအတော်လေးနည်းနေပါပြီ။မိတ်ဆွေတို့ရောဆာလာနဲ့စလော့တို့ရဲ့ပါဝါလွန်ဆွဲမှုနဲ့ပတ်သက်လို့ဘယ်လိုမြင်ကြလဲ။လူသိရှင်ကြားပေါက်ကွဲခဲ့တဲ့ဆာလာရဲ့လုပ်ရက်ကမှန်ကန်ရဲ့လား။နီးပြစလော့နဲ့တင်းတာဝန်ရှိသူတွေရဲ့ဆုံးဖြတ်ချက်တွေကရောဆာလာအတွက်တရားမျှတမှုရှိရဲ့လား။ comment မှာဆွေးနွေးပေးကြပါဦး။နောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်။